လက်ရှိကဘာရွှေသေးရတာတော်လေးရတာကြာနေအဲ့တော့ရှိရမှာလဲကျွန်တော်ရှိဒီအပတ်အစမှာကျွန်တော်လုပ်ပေးခဲ့တဲ့ဗီဒီယို analysis တစ်ခုမှာကျွန်တော်ပြောခဲ့ရမျိုးရှိရကဘာရွှေကအကြဘက်ပဲသွားနေဖို့ပို့ပြီးတော့များတယ်ပြီးလို့ရှိရင်ကျွန်တော်အဓိကလက်ရှိဈေးအခြေအနေဒီဘယ်လိုဖြစ်ဖြစ် USD ကဒီ financial market မှာ USD က strong ဖြစ်နေမယ်တစ်ဖက်က fundamental impact တွေဆိုလို့တို့ worker တွေစတော့မယ်ဒီကာလအတွင်းမှာကျွန်တော်ထူးခြားတေကြတယ်ထူးခြားလို့စေရေးတွေပါအဲ့အမျိုးတွေလုပ်ဖို့မရှိဘူးပြီးလို့ရှိရင်ဒါ worker ကလည်းဒါ US တို့ပါတော့ဒီ region တွေမှာအဓိကလုံးမှာဖြစ်တဲ့အတွက်အဲ့နိုင်ငံတွေရဲ့ currency တွေဖြစ်တဲ့ဒါ American dollar တို့ပါတော့ဘယ်လိုဖြစ်ဖြစ် dollar index တွေ strong ဖြစ်နေဖို့ရှိရတဲ့အတွက်ဒါရွှေဈေးပါတွေကတော့ဒါအားကြဘက်မှာရှိဖို့များတယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့ရမှာရှိတယ်အဲ့တော့ဒါသတိပေးခဲ့ရပါတော့အဲ့တော့ okay အဲ့တော့လက်ရှိကလည်းကျွန်တော်ဈေးကတောက်လျှောက်ကိုကျနေအဲ့တော့ဒီချိန်မှာကျွန်တော် trader တွေကိုထပ်ပြီးသတိပေးချင်တာဒီလိုချိန်မှာ trader တွေအမှားဘာလုပ်တက်လဲဆိုလို့ရှိရင်ကျွန်တော်ကဈေးကွက်နောက်ကိုမလိုက်ဖ ೇನೆ အရန်ကောင်တာလုပ်တတ်တယ်ကိုယ်စိတ်ထဲမှာဒီဈေးကြီးကဒါတော်တော်ကြီးကိုနှိမ့်နေပြီဒါဝယ်တဲ့နေဆိုရယ်ဈေးမျိုးလို့ယူဆပြီအရန်လိုက်ဝယ်တတ်ကြတယ် float တွေဖြစ်တတ်ကြတယ်ဒီချိန်တွေကိုကျွန်တော်ဒီလိုချိန်တွေမှာကျွန်တော်ကမဖြစ်ဖို့အရေးကြီးရယ်ဒါတွေအဲ့လိုမျိုးတွေအရန်ကိုယ့်ရဲ့ emotion ကိုယ့်ရဲ့ psychology ကိုဦးစားပေးပြီးတော့မှလိုက်ပြီးမလုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဈေးကကျွန်တော်အခုလက်ရှိဈေးကွက်ချိန်နေကြည့်မယ်ဘယ်လောက်ထိဆက်သွားနိုင်လဲအကြကဘယ်လိုမျိုးဆက်သွားနိုင်လဲဆိုလို့ရှိရင်လက်ရှိကအာအနည်းဆက်ဆုံး၄ယောက်100ဝန်းကျင်ကဘယ်လိုဖြစ်ဖြစ်ဆက်ပြီးတော့တေချာပေါက်ဆက်ကြနေဦးမယ်အခြေအနေမျိုးမှာကျွန်တော်တို့ရှိရယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်ဈေးကလေကျွန်တော်က4000အောက်တောင်ရောက်သွားနိုင်ကြီးရှိရယ်လက်ရှိအကြကလေနော်အဲ့တော့ကျွန်တော်တို့တော်တော်များမထင်မှန်ထားလောက်တဲ့ဈေးအခြေအနေမျိုး4100sorry ဒီ3 4000အောက်လောက်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီအောက်မှာ market မှာကျွန်တော်တို့ဒါ daily ပေါ့နော် higher time frame daily time frame တို့မှာနေရာမျိုးမှာသွားကြည့်လို့ရှိရင်ဒီအောက်ကအဓိကလက်ရှိမှာအဓိကကျွန်တော်တို့ကြည့်ရမယ်ဆွင်းလို့ဒီအောက်ကဆွင်းလို့เนาะအဲ့တော့ဒီနေရာကိုကျွန်တော်တို့ကအဓိကစောင့်ကြည့်ရမှာဒီအောက်ကဒီ rate ပေါ့နော်အဲ့တော့ဒီနေရာလောက်အဲ့နေရာကကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ဈေးကွက်ထဲမှာကျွန်တော် market ကလာပြီးတော့gap fail ရဖြစ် overall ရပြန်တက်ချင်လို့ပဲဖြစ်ဖြစ်ပြန်ရောက်နိုင်တဲ့ demand zone ဒီအောက်ကဒီနေရာအဲ့တော့ကျွန်တော်အဲ့ zone ဒီဘယ်လောက်လောက်မှရှိရဆို3950 40 50ဝန်းကျင်မှာရှိနေတဲ့ demand zone အဲ့တော့ဒီ demand zone ကကျွန်တော်ရောက်လာနိုင်တဲ့နေရာအဲ့တော့အနီးဆက်ဆုံးကတော့ကျွန်တော်တို့4100ကနေပြီးဆင်းသွားပြီဆိုလို့ရှိရင်တော့တေးကြတယ်ကမ္ဘာရွှေသေးဒီကျွန်တော်3900ဝန်းကျင်အဲ့4000အောက်လောက်မှာကျွန်တော်ပြန်ပြီးတော့မြင်ရနိုင်ကြီးရှိတယ်အဲ့တော့အဲ့လောက်ထိကိုကျွန်တော်ကြားနိုင်တဲ့အခြေအနေမျိုးရှိတယ်အဲ့တော့ဈေးကဆက်ပြီးတော့အကြလည်းဆက်သွားနိုင်ကြီးရှိတယ်ဒီနေ့ဆိုလို့ရှိရင်တောက်လျှောက်ကိုဈေးကကြနေရလုံးဝ rejection နည်းနည်းပဲပြတယ်ပြီးလို့ရှိရင်ဆက်တက်တယ်ဆိုတဲ့ပုံစံမျိုးမှာပဲရှိတယ်အဲ့တော့ဒါကိုကျွန်တော်တို့ trader တွေတတိထားဖို့လိုတယ်အဲ့တော့ဒါ overall ရကျွန်တော်ရဲ့သုံးသပ်ချက်ကတော့ကမ္ဘာရွှေသေးသည်ဒါအကြပေါ့နော်အဲ့တော့ okay အဲ့တော့ဒါပေမဲ့ကျွန်တော် daily ပုံမှန် daily scalping တွေ trade တဲ့ခါမှာတော့ကျွန်တော်ကြားနေလို့ရောင်းအောင်မယ်မဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ် overall ရဝယ်တဲ့နေရာရောင်းရင်လေဝယ်ကြမှာပေါ့လေနော်အဲ့တော့အနည်းဆက်ဆုံးကျွန်တော်တို့ဇုံတွေစဉ်းစားမယ်ဆိုလို့ရှိရင် overall daily ဒီ4 hour တို့ဘာလို့မှာဆိုလို့ရှိရင်လက်ရှိနေရာတွေကတော့ဒါ demand ဖြစ်နိုင်တဲ့ rejection ပြနိုင်တဲ့နေရာတွေလို့ပဲ overall ယူဆလို့ရနေရယ်ဘာလို့ဆိုလို့ရှိရင်ဒီအောက်တွေမှာဆိုလို့ရှိရင်ဒါဒီ gap တွေဒီပင်ပါပေါ့နော်အထူးဖြင့်တော့ကျွန်တော်အနေနဲ့အခုလက်ရှိကဒီ spike နော်ဒီ spike rate ပေါ့နော်အဲ့ rate တွေမှာကျွန်တော်ကတေချာပေါက် lower time frame မှာ confirmation ရရင် scalping ကျွန်တော် aware လိုက်ပြီးကြည့်တင်တာပဲတော့လေကျွန်တော် trade လို့ရတယ်ပေါ့နော် aware trade လို့ရတယ်အဲ့တော့ကျွန်တော် nearly စပြီးတော့ဒီနေ့အတွက် trade အတွက်ကျွန်တော်စပြီးတော့စဉ်းအောင်အဲ့တော့ဒီကြားထဲမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီ trading နဲ့ပတ်သက်ပြီးတခုခုလိုအပ်တာမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဒါ education ပိုင်းကနေစပြီးနောက်ဆုံးကျွန်တော်အတူ trade တဲ့ပိုင်းတွေ broker ပိုင်းတွေငွေသွင်းငွေထုတ်တွေဒီလိုပိုင်းတွေအားလုံးကျွန်တော် trader gate ပါကျွန်တော် one shot service ပေးပါတယ်ကျွန်တော်တို့တခု trading နဲ့ပတ်သက်ပြီးလိုအပ်တာရှိရင်ကျွန်တော် trader gate ကိုလာပြီးဆက်သွယ်လာလို့ရတယ်ပေါ့နော်ကျွန်တော် admin ကောင်းနေလဲကျွန်တော်တို့ဒါကျွန်တော်တို့ဒီ channel တွေမှာခြားတာမျိုးရှိရဖြစ်တဲ့အတွက်ဒါရိုက်လာပြီးကျွန်တော်တို့စကားပြောလို့ရတယ်ပြီးတော့ကျွန်တော် trading နဲ့ပတ်သက်ပြီးလေ့လာချင်တာမျိုးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ YouTube မှာကျွန်တော်တို့ဒါ trading နဲ့ပတ်သက်ပြီးအခြေခံ basic ဒီအကုန်လုံးကိုကျွန်တော်ကအစအဆုံးအကုန်လုံးကျွန်တော် free share အနေနဲ့တင်ပေးထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ဖြစ်တော့၎င်းကိုယ့်ရဲ့အသီးမိတ်ဆွေတော့၎င်းလေ့လာချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်ဒါ trader gate YouTube channel ကိုလည်းဒါ sharing လုပ်ပေးလို့ရတယ်အဲ့မှာကျွန်တော်ဒါ basic lesson တွေအားလုံးထည့်ထားပြီးသားကျွန်တော်တို့ဒါနောက်တစ်ခုတကယ်လို့က advanced တွေပါဆက်သွားချင်တာမျိုးဆိုလို့ရှိရင်လည်းကျွန်တော် trader gate မှာ membership join membership trader gate ရဲ့ member ဖြစ်ရုံနဲ့ကျွန်တော်က membership ရအောင်နဲ့ကျွန်တော်တို့ဒါဒီ class တွေပါလေအားလုံးလေ့လာခွင့်ရတာမျိုးဖြစ်တဲ့အတွက်လွယ်ကူပဲကျွန်တော်တို့ဒီမှာ join လို့ရတယ်တခြားသော service တွေလည်းကျွန်တော်အားလုံး service ပေးရ trading နဲ့ပတ်သက်တာတခုရှိရင်ကျွန်တော်ဆက်သွယ်လာလို့ရရပါတော့အဲ့တော့လက်ရှိကကျွန်တော် daily မှာတွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာနော် sorry daily trade အတွက်ပေါ့နော်ကျွန်တော် lower time frame နေဆင်းကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ rejection လေးတွေတော့ကျွန်တော်စပြီးမြင်နေရမျိုးရှိရယ် sorry ဒီကောင်အရင်ရှုံနေမှာဆိုလို့ကျွန်တော်ဖယ်လိုက်အဲ့တော့နော်အဲ့တော့ daily ပုံမှန်အဖြစ်ကျွန်တော်အယောင်းဝယ်အတွက်ဆိုလို့ရှိရင်ဒီအောက်ကဇုံမှာကလေဆိုတော့ higher time frame ရဲ့ကျွန်တော်က demand ပေါ့ demand မဟုတ်လို့ရှိရင်တော့ rejection ပြနိုင်တဲ့နေရာမျိုးမှာ market ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်ကဇုံမှာ rejection ကောင်းရင်အဝယ်ရတယ်
လိုက်တဲ့နေပေါ့နော်အဲ့တော့ဒီအချိန်ဒီမှာကျွန်တော်အနေနဲ့ကျွန်တော်ကတော့ဘယ် rejection ကိုအဓိကလိုချင်လဲဆိုလို့ရှိရင်ဝယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ30 minute မှာဒီ4ရောက်180ကျော်လောက်ရှိတယ်ဒီကန်နေပေါ့နော်အဲ့တော့ market ဒီပေါ်လေးကိုနည်းနည်းပြန်ပြီးတော့ lower time frame မှာပြန် break တာမျိုးကျွန်တော်အနေနဲ့ကြိုက်တယ်အဲ့လိုမျိုး break တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒါအဝယ်လေးသဘောကျတယ်ဒီ lower time frame ဒီ swing လေးပေါ့နော်သဘောတော့ကျွန်တော်ပြောနေပုံစံဒီအောက်ကနေကျွန်တော်တက်မယ်ဈေးကဒီလိုမျိုးသွားလဲဆိုလို့ရှိရင်တော့မဆိုးဘူးနော်အဝယ်လေးကျွန်တော်တော်တော်လေးသဘောကျတယ်အဲ့တော့ဒါဆိုလို့ရှိရင် Euro scalping ပြန်လိုက်ဝယ်ရမျိုးကျွန်တော်လုပ်လို့ရတယ်အဲ့တော့ရောင်းဖို့ပေါ့နော်အဲ့တော့ဝယ်ဖို့တော့ဒီ rejection လောက်ကိုပဲစောင့်နေတယ်အဲ့လောက်မှမရရင်မဝယ်သေးဘူးနော်ဒါကျွန်တော်ပြန်ချုပ်ပြောရရောင်းဖို့ပေါ့ရောင်းဖို့ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော် lower time frame မှာကျွန်တော်15မိနစ်လောက်သွားကြည့်မယ် gap တွေပါရှိနေနေရာတွေကဘယ်လောက်မှရှိရလဲဆိုလို့ရှိရင်ဒီပေါ်ကကျွန်တော်အနေနဲ့ပို့စပြီးရောင်းတဲ့နေရာဒီ Kaida change breakout structure ဖြစ်ခဲ့တဲ့ဒီနေရာနော်ဒီ break ဒီမှာဆိုလို့ရှိရင် gap တွေပါလည်းဖြစ်မယ်ဆိုလို့ရှိရင်ဒီပင်မရှိရယ်ဒီ confirmation continuation zone ကိုပြောလို့ရတယ်ဒီပင်မရှိရယ်နော်အဲ့ပင်မနေရာအဲ့တော့4ရောက်230ပေါ့နော်အဲ့နေရာလောက်ကိုတော့ကျွန်တော်ပို့ပြီးအယောင်းကြိုက်တယ်ဒီကြားထဲမှာတော့လေရောင်းဖို့ပေါ့ကျွန်တော် true ကြားစုံနေပါတော့မတွေ့ဘူးလားပေါ့နော်မတွေ့ဘူးလို့ကျွန်တော်ယူဆတယ်အဓိကတော့အပေါ်လောက်ကနေရောင်းတာပို့ကြိုက်တယ်ဈေးလည်းအရန်အောက်ရောက်နေတဲ့အတွက်ပေါ့နော်အဲ့တော့သူ့ထပ်ပို့ပြီးတော့ကျွန်တော်5 minute လောက်ဆင်းကြည့်လို့ရှိရင်တော့လောလောဆယ်ရေးအနီးဆက်ဆုံးအယောင်းဆုံးတွေထပ်ပြီးထွက်လာလိမ့်မယ်အဲ့တော့ဒီလိုနေရာမျိုးတွေမစိုးဘူးနော်အဲ့တော့4ရောက်190 4ရောက်200ဝန်းကျင်ဆိုတဲ့နေရာမှာတော့ကျွန်တော်အနေနဲ့အယောင်းလေးတော်တော်လေးသဘောကျတယ်အဲ့တော့ဒီပြီးလို့ရှိရင်တော့ဒီပုံမှာလဲဇုံနေတော့ရှိပါတယ် overall ရတော့ကျွန်တော်ကဒီအပေါ်ကနေဆိုလို့ရှိရင်တော့နည်းနည်းလေး day trade နေတော့ပို့ပြီးရောင်းမှုပို့သဘောကျရပါတော့4ရောက်200ကျော်လောက်ပေါ့4ရောက်230လောက်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်အဲ့တော့လက်ရှိကကြတော့တကယ်လို့ကျွန်တော်ကဒီမှာ5 minute တော့ပါတော့မှဒီကောင်စပြီးတော့မှ Kaida change ချက်ပေါ့နော်ဆိုလို့ကျွန်တော်တို့ market structure shift Kaida change ချက်ဒီမှာရပြီဆိုလို့ရှိရင်ကျွန်တော်အဝယ်ပြန်ပြီးတော့မှ rejection တစ်ခုအနေနဲ့အဝယ်ပြန်လိုက်လို့ရတယ်အပေါ်မှာဆိုလို့ရှိရင်ပြန်ရောင်းမှုကြီးတဲ့နေရာတွေ4ရောက်200ဝန်းကျင်နေ4ရောက်200နဲ့20 30နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့မှအယောင်းလေးတွေပြန်ပြီးတော့စဉ်းစားလို့ရတယ်နော်ဒါကလက်ရှိကမ္ဘာ့ရွှေနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ပါအဲ့တော့ကိုအမြင်နေရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါတင်ပေးထားတဲ့ဒါအခုဒီဗီဒီယိုကကျွန်တော် TikTok မှာ YouTube မှာ Telegram တွေမှာပို့ပြီးမှဖြစ်တဲ့အတွက်ကိုအမြင်လေးရှိလို့ရှိရင်လည်း market နဲ့ပတ်သက်တာတွေဝင်ပြီးတော့ဆွေးနွေးလို့ရတယ်လွတ်လပ်မေးစရာရှိတဲ့ဟာတွေလည်း comment တွေမှာမေးထားလို့ရတယ်ကျွန်တော်တို့ပြန်ပြီးတော့မှတစ်ခုချင်းလေးပြန်ဖြေပေးမယ်နော်အဲ့တော့ okay အဲ့တော့ဈေးကွက်နဲ့ပတ်သက်ပြီး true ကြတစ်ခုခုရှိရဆိုလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့မှ analyze ထပ်လုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့နေအတူတူ trade ချင်တာမျိုးကျွန်တော်ပုံမှန်နေ့စဉ်အတူတူ daily ကျွန်တော်နဲ့အတူအဲ့လိုပေါ့နော်ဆွေးနွေးတိုင်ပင်ပြီး trade ချင်တာမျိုးဆိုလို့ရှိရင် trader game membership join လို့ရတယ်လွယ်ကူပဲအဲ့လောက်ကြီးခက်ခဲမဟုတ်ကျွန်တော်တို့ရှိမှာကျွန်တော်တို့ ਨੇ join ပြီးမှ trading ကောင်းနေပဲဖွင့်တာမျိုးပဲဖြစ်ဖြစ် member fee ဆိုလည်းကျွန်တော်အများကြီးယူထားမျိုးမဟုတ်တဲ့အတွက် join လာလို့ရတယ်ဒါကျွန်တော်တခြားသောလိုအပ်တာရှိရင်ကျွန်တော်ဆက်သွယ်လို့ရတယ်ပေါ့နော် okay အဲ့တော့ trading နဲ့ပတ်သက်ပြီးတော့မှဒါ trading ကနေအကျိုးမြတ်တွေအများကြီးရရှိတဲ့ trader တွေဖြစ်ပါစေလို့ဆုတောင်းပေးပါရစေအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နော်